လာပါ UFC ရဲ့2026နှစ်တဝက်စာအတွက်အကောင်းဆုံးကစားသမားဆင်းကိုထုတ်ပြန်လာပါတယ်။အဲ့ဒီဆင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုမှာပြောကြရအောင်ပါ။ထိပ်ဆုံးတစ်ယောက်ကတော့အားလုံးမလွဲမသွေယုံကြည်ထားကြမယ့် Justin Gaethje ဖြစ်ပါတယ်။ Justin Gaethje ကပြီးခဲ့တဲ့နှစ်ထဲမှာ2ပွဲထိုးခဲ့ပါတယ်။တစ်ပွဲက Paddy Pimblett နဲ့ထိုးတက်ခဲ့တာဖြစ်ပြီးတော့နောက်တစ်ပွဲကတော့ Ilia Topuria နဲ့အိမ်ပြီးတော့ပွဲစဉ်မှာထိုးတက်ခဲ့တာဖြစ်ပါတယ်။ Paddy Pimblett ကိုအရန်ချေစွာနေတဲ့လူငယ်ဖိုက်တာတစ်ယောက်ကို Justin Gaethje ကအပြတ်သက်ဆော့ပြခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာအားလုံးဒီအတိုင်း Paddy Pimblett ကိုမာပါတယ်ဆိုပြီးတော့အားလုံးကဝိုင်းပြီးတော့ချီးကျူးခဲ့ရတဲ့အထိ Justin Gaethje ကဆွမ်းဆောင်ပြခဲ့တာဖြစ်ပါတယ်။တပွဲလုံးဒီပါ Justin Gaethje ကအလုံးစုံလွှမ်းမိုးပြီးတော့ဆော့ပြသွားတယ်။ဒါကြောင့်မလို့အဲ့ဒီပွဲစဉ်မှာလည်းပဲ Justin Gaethje ကအငင်းပွားစရာမရှိနိုင်ပွဲကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကိုနိုင်ပြီးတဲ့နောက် Interim Champion ဖြစ်လာတဲ့ Justin Gaethje ကအိမ်ပြီးတော့ပွဲစဉ်မှာတော့ Ilia Topuria နဲ့ Undisputed Champion ပေါင်းစည်းပွဲအတွက်ထိုးသက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာလည်းအားလုံးဒီအတိုင်းရှုံးပွဲလုံးဝမရှိသေးတဲ့ Ilia Topuria ကိုအားလုံးကဝိုင်းပြီးတော့ထင်ကြေးပေးကြတယ်။အဲ့ဒီပွဲစဉ်မှာသူပဲနိုင်မယ်လို့ထင်နေတဲ့အချိန်မှာJustin Gaethje ကအံ့ဩစရာကောင်းတဲ့ရလဒ်မျိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။၄ကြီးမြောက်မှာဆက်ပြီးတော့မကစားနိုင်တော့လို့၅ကြီးမြောက်ကိုဆက်မတွားနိုင်တော့ပဲပွဲကိုအရှုံးပေးခဲ့ရတာဖြစ်ပါတယ်။အဲ့တော့ Justin Gaethje က Lightweight တန်းရဲ့ Undisputed အငင်းပွားစရာမရှိတဲ့ Champion ဖြစ်လာပါတယ်။အဲ့တော့ UFC သမိုင်းမှာတော့ဒီအသက်အရွယ်နှောင်းပိုင်းကစားသမားဘဝနေဝင်ချိန်ကျမှအကောင်းဆုံးပုံစံတွေကိုချပြနေတဲ့ Justin Gaethje ရဲ့ performance က2026ခုနှစ်အတွက်အကောင်းဆုံး fighter နေရာကိုထိုက်တဲ့ရခဲ့လို့ပြောရင်တော့အငင်းပွားစရာရှိမယ်မထင်ပါဘူး။အားလုံးတီးကြတဲ့အတိုင်း Justin Gaethje ကဒီနှစ်ကုန်မှာနောက်ထပ်ပွဲတစ်ပွဲကစားဖို့မရှိတော့ဘူးဆိုတဲ့ပုံစံမျိုးပြောထားတာလည်းကြားရတယ်အဲ့တော့ဘာပဲပြောဒီနှစ်ထဲမှာထိုးထားတဲ့နှစ်ပွဲနဲ့တင်ကို Justin Gaethje က2026ရဲ့အကောင်းဆုံးကစားသမားစီးရင်မှာထိပ်ဆုံးကပါဝင်နိုင်ပြီဆိုတာကတော့သေချာတော့ပြောလို့ရတဲ့အချက်ဖြစ်လာပြီဖြစ်ပါတယ်နံပါတ်2နေရာမှာရည်တည်နေတာကတော့ Sean Strickland မှာ Sean Strickland ကနောက်ဆုံးပွဲမှာ Khamzat Chimaev ကိုဘဲဥခွဲပြထားပါတယ်အားလုံးကအဲ့ဒီပွဲစဉ်ရဲ့ရလဒ်နဲ့ပတ်သက်ပြီးတော့အငင်းပွားနေကြတယ်ဆိုပေမဲ့လို့ရှေ့မှာလုံးဝရှုံးပွဲမရှိစတိုက်ဖောင်ကောင်းနေတဲ့ Hernandez လိုဖိုက်တာမျိုးကို Sean Strickland ကအနိုင်ဆော့ပြခဲ့တာပါအဲ့တော့ပုံမှန်လင်းပြောရရင် Sean Strickland ကဒီနေရာကိုရောက်လာတယ်ဆိုတာက Khamzat Chimaev ကိုနိုင်ရုံနဲ့မဟုတ်ပါဘူးရှေ့ကပွဲမှာလည်းပဲတကယ်လက်စွာနေတဲ့ခြေကောင်းနေဆိုတဲ့ဖိုက်တာကိုအနိုင်ရယူပြပြီးတော့ Champion စီခေါ်ခွင့်ရခဲ့တာပါအဲ့နောက်မှာလည်း Champion ကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ Sean Strickland အတွက်ကတော့ဒီနှစ်ရဲ့အကောင်းဆုံးကစားသမားရှင်းမှာပါဝင်လာတာကထူးခြားတဲ့ကိစ္စတော့မဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်မိပါတယ်။ဘာပဲပြော Sean Strickland ကအများနဲ့မတူတဲ့ကစားဟန်ရှိတဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့ true shot stand တွေကပရိသတ်တွေကိုပို့ပြီးတော့ဆွဲဆောင်နေတဲ့ကစားသမားဖြစ်စီခဲ့လို့ပြောရင်လည်းမမှားနိုင်ပါဘူး။ Khamzat Chimaev ရဲ့လိုနှစ်ပန်းအရင်ကျန်းပါတယ်ဆိုတဲ့ဖိုက်တာမျိုးကို striker မှာပဲတီးတန့်ရအောင်ဆော့ပြသွားတဲ့ Sean Strickland ရဲ့ကစားဟန်ကဒီနှစ်ထဲမှာအကောင်းဆုံးကစားသမားဖြစ်ဖို့အတွက်ထိုက်တန်တဲ့အရည်ချင်းတွေရှိနေတယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်။အဲ့ဒီပွဲစဉ်မှာအနိုင်ရပြီးနောက် Sean Strickland ကလည်းအခုချိန်ဒီနောက်ထပ်ပွဲထိုးတာမျိုးမကြရသေးဘူးKhamzat Chimaevကတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မကြေဝဲကိုစက်တိုက်တောင်းဆိုနေတဲ့အကြောင်းရှေ့ကဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့ပြီးသားဖြစ်ပါတယ်။ Sean Strickland ဘက်ကတော့Khamzat Chimaevအနေနဲ့ဂျားထဲမှာနောက်ထပ်တစ်ပွဲနိုင်ပြီးတော့မှပဲ Champion ကစိန်ခေါ်ခွင့်ပေးမယ်ဆိုတဲ့ပုံစံမျိုးပြောထားတာလည်းကြားရတယ်။ UFC ဘက်ကဘယ်ဒီမှာအဲ့ပွဲကိုပြန်တယ်မလဲဆိုတဲ့ချက်ကတော့စောင့်ကြည့်ရမယ်ဖြစ်လာမှာပါ။ဘာပဲပြောဒီနှစ်ထဲမှာတကယ်လို့Khamzat Chimaevနဲ့ Sean Strickland တို့ပြန်တွေ့ခဲ့ပြီးတော့ Sean Strickland ကအနိုင်ရခဲ့မယ်ဆိုရင်တော့ Sean Strickland ကလည်းဒီနှစ်ရဲ့အကောင်းဆုံးဖိုက်တာချင်းမှာပါဝင်လာမှာသိကြဖြစ်ပါတယ်။နံပါတ်3နေရာမှာရှိနေတဲ့ဖိုက်တာကတော့ George Hogan ပါ Heavyweight တန်းကိုပရိသတ်စိတ်ဝင်စားအောင်ဆွဲဆောင်ပေးခဲ့တဲ့ဖိုက်တာလို့ပြောရင်လည်းမမှားပါဘူး။ပုံမှန်လင်းပြောရင် Heavyweight တန်းမှာကပါဝါသမားတွေအများများပြီးတော့ပရိသတ်ကိုဆွဲဆောင်နိုင်မှုအတော်လေးရောကြနေတဲ့ weight တန်းဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီ weight တန်းမှာရှိနေတဲ့ဖိုက်တာတွေကပရိသတ်ကိုဖြိုယူပေးဖို့အတွက်ပွဲကိုအနိုင်ရဖို့ချင်းကပ်ကြတာများတယ်။အဲ့တော့ George Hogan လိုဖိုက်တာမျိုးရောက်လာတာက Heavyweight တန်းအတွက်ပို့ပြီးတော့မြိုင်လာစေလို့ပြောရင်လည်းမမှားပါဘူး။အားလုံးဒီအတိုင်း Heavyweight တန်းကိုမြိုင်လာဖို့ Alex Pereira က weight တန်းတက်လာခဲ့တယ်ဆိုပေမဲ့လို့ Alex Pereira ကိုယ်တိုင်ကရှုံးပွဲကြုံသွားခဲ့ရတာဖြစ်ပါတယ်။အဲ့တော့ဒီ weight တန်းမှာစိတ်ဝင်စားစရာက George Hogan ဖြစ်လာပါတယ်။ George Hogan ကနောက်ဆုံးပွဲမှာလည်းပဲဒီ Curtis Blade ကိုအနိုင်ရထားတယ်။ Derek Lewis ကိုအနိုင်ရထားတယ်။ရှေ့ကပွဲမှာလည်း Curtis Blade ကိုအနိုင်ရပြီးတော့အဲ့ဒါက2026ခုနှစ်ရဲ့နှစ်တဝက်စာအကောင်းဆုံးပွဲစီးရင်မှာပါဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဘာပဲပြော George Hogan ရဲ့အနေအထားကနောက်ဆုံးနှစ်ပွဲမှာတကယ်ကောင်းတယ်ဝါရစ်ပြီဆိုတဲ့ဖိုက်တာတွေကိုအနိုင်ရပြီးတော့ undefeated record ကိုအခုချိန်ထိန်းထားနိုင်တဲ့ဖိုက်တာဖြစ်ပါတယ်။ပုံမှန်လင်းပြောရင် heavyweight တန်းနဲ့မမျှတဲ့အတော်လေးငယ်နေတဲ့လူကောင်းအပြင်ပေါ်ပါတော့လက်တဲ့ကစားဟန်တွေပြီးတော့ပွဲထဲမှာပြိသက်ပြိုင်ဘက်ကိုလေးတိုက်ကျန်းတဲ့ပုံစံတွေကြောင့်မလို့ George Hogan ကိုပြိသက်ကဆက်လျှောက်သတိထားမိခဲ့ကြတဲ့ဖိုက်တာဖြစ်ပါတယ်။အိမ်မျိုးပွဲစဉ်မှာလည်းနောက်ဆုံးအခြေအနေကျမှဝန်ပြိုင်ခွင့်ရခဲ့တဲ့အတွက်သူ့ရဲ့ကစားသမားဘဝမှာကြီးကျယ်ဆုံးပွဲစဉ်တစ်ခုကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ဘာပဲပြော George Hogan ရဲ့ကစားဟန်ကပြိသက်ကိုဖြောယူမှုပေးနိုင်တဲ့ပြန်လေးတိုက်ကျန်းတဲ့ဖိုက်တာဖြစ်တဲ့အတွက်ဒုတိယကော်နာဆိုပြီးတော့တချို့ကဝိုင်းပြီးတော့သုံးသပ်နေကြတာဝေဖန်နေကြတာရှိတယ်။အဲ့တော့ဘာပဲပြောဒီနေ့ရဲ့အကောင်းဆုံးကစားသမားအဆင့်မှာ George Hogan ကနံပါတ်3နေရာကနေချိန်ပြီးတော့ပါလာခဲ့တာဖြစ်ပါတယ်။နံပါတ်4နေရာမှာရှိနေတာကတော့ Mauricio Rufy ပါ
မာရီစီယိုရူဖီကမိုက်ကယ်ချန်လာကိုနောက်ဆုံးပွဲမှာနိုင်ထားပါတယ်အဲ့ဒီပွဲစဉ်ကအင်မီရိုပွဲစဉ်ထဲမှာပါဝင်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုချပြနိုင်ခဲ့တယ်ရှေ့မှာလည်း Rafael Fizi ကိုကစားပြထားတယ် Rafael Fizi ကိုကစားပြထားတဲ့အနေအထားမှာလည်းအတော်လေးပြည့်ပြည့်သားသားကစားပြထားနိုင်တာဖြစ်တဲ့အတွက်စီယိုရူဖီရဲ့အနေအထားကတော့ပွဲထဲမှာတကယ်ကောင်းမွန်တဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိဒီ UFC ကထုတ်ပြန်လာတဲ့2016ရဲ့အကောင်းဆုံးကစားသမားဆင်းနှစ်တဝက်စာမှာနံပါတ်4နေရာထိပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်5နေရာမှာတော့အားလုံးရဲ့ချစ်တော်ဂျော်ရှော်န်ပါဝင်လာပါတယ်ဂျော်ရှော်န်ကနောက်ဆုံးပွဲမှာဒါဆူတိုင်တာကိုလည်းထိုးပြီးတော့ချန်ပီယံဘက်ကိုကာကွယ်ထားပါတယ်အဲ့ဒီကာကွယ်ခဲ့တဲ့ပုံစံကတကယ်ကောင်းမွန်တဲ့ပုံစံဖြစ်ပါတယ်အလဲထိုးနိုင်ခဲ့တာဖြစ်လို့ဂျော်ရှော်န်ကိုတစ်ကမ္ဘာလုံးကပေပါချန်ပီယံမှာဆိုပြီးတော့ဆက်မပြောရဲခဲ့တဲ့အနေအထားဖြစ်ပါတယ်ဂျော်ရှော်န်ကဒီနှစ်ကုန်ပိုင်းမှာလည်းဘန်ဒိုဂျာနဲ့ချန်ပီယံဘက်ကာကွယ်ပွဲထပ်ထိုးဖို့ရှိရဆိုပြီးသတင်းတွေကကြဲကြဲလောင်လောင်ထွက်လာတယ်တကယ်လို့အဲ့ပွဲစဉ်မှာဒါဘန်ဒိုဂျာကိုလည်းထိုးနိုင်ခဲ့ရင်2026ရဲ့အကောင်းဆုံးကစားသမားကဂျော်ရှော်န်ဖြစ်လာဖို့ရခိုင်တော့အတော်များပါတယ်။ဒါကြောင့်လည်းဆိုတော့ဂျော်ရှော်န်လုတ်ပြခဲ့တာဒီနှစ်ထဲမှာအမကန်ဆွမ်းနံmanဖြစ်ပါတယ်။ဒီနှစ်ထဲမှာတကယ်ဆွမ်းဆောင်ပြခဲ့တဲ့အရန်ကြီးပြိသက်တွေထင်ကြီးနေကြတဲ့ဒါဆိုတိုင်ယာကိုအကောင်းဆုံးပုံစံနဲ့ရိုက်ချပြခဲ့တယ်။ပြပြတသားနိုင်ယူပြနိုင်ခဲ့တယ်။ဒါဆိုတိုင်ယာကိုလည်းကိုယ်တိုင်လည်းအရှုံးကိုလက်ခံခဲ့ရတဲ့အနေအထားဖြစ်တဲ့အတွက်ဂျော်ရှော်န်ရဲ့ပုံစံကဒီနှစ်ထဲမှာအကောင်းဆုံးပုံစံတွေမြင်ခဲ့ရတယ်လို့ပြောရမယ်။အဲ့တော့ကျွန်တော်အမြင်မှာတော့ဒီနှစ်ကုန်ပိုင်းမှာကစားမယ်မကြခင်မှာကစားကြမယ်ဘန်ဒိုဂျာနဲ့ချန်ပီယံဘက်ကာကွယ်ပွဲကိုအကောင်းဆုံးပုံစံကာကွယ်ပြနိုင်ခဲ့ရင်ဂျော်ရှော်န်ကအသေးချာပေါင်းနီးပါး2026ခုနှစ်ရဲ့အကောင်းဆုံးကစားသမားဖြစ်လာမှာအသေးချာပဲလို့ပြောချင်ပါတယ်။ဘာပဲပြောဖိုင်အော့တဲ့ကြီးအားမှာလည်းပဲဒါဆိုတိုင်ယာနဲ့ပွဲကခေါင်းပွဲဖြစ်ချိန်နေတာဖြစ်ပါတယ်။ဘာပဲပြောဆက်ပြီးတော့စောင့်ကြည့်အောင်ပါ။ဗီဒီယိုကတော့လောက်ပါပဲ။နောက်ရက်မှာလည်း MMA ကျောင်းအားတွေကိုစတိုက်ဆိုလို့တင်ဆက်သွားအောင်မှာဖြစ်လို့ channel ကို subscribe လုပ်ထားကြပါဦး။ ဘိုင်ယိုမှာရှိတဲ့ link ကနေပြီးတော့လည်းကျွန်တော်ရဲ့ Telegram, YouTube နဲ့ TikTok channel တွေကို join ထားနိုင်ကြပါတယ်။နောက်နေ့မှတွေ့ရအောင်ပါ